はいအဲ့တော့မင်းတို့နေဟွန်ကိုစစတို့ lesson 1မှာတိုးကြောချင်းပုစုလို့ခေါ်တဲ့လူပုဂ္ဂိုလ်တွေပေါ့နော်ဒီဇက်ကောင်တွေဒီ lesson 1ထဲမှာပါတဲ့ဒီဇက်ကောင်တွေတော်တော်များများဒီ textbook ထဲမှာပါတဲ့ဇက်ကောင်တွေတော်တော်များများရဲ့နာမည်တွေကိုဒါဖတ်ပြီးသွားပြီဒါသမီးအနေနဲ့လည်းပြန်ပြီးတော့ကိုယ့်ဘာသာကိုလည်းစူးစမ်းပြီးတော့ဖတ်ကြည့်မယ်အဲ့တော့အရင်ဆုံးဘာလာမလဲဆိုတော့ဟာဂျီမဲနီဆက်စအုပ်ဆုံးကနဦးမှာဘာလာမလဲဆိုတော့နေဟွန်ကိုနော်ဟာဆွန်နဲ့အဲ့မှာနော်နေဟွန်ကိုနော်ဟာဆွန်အဲ့တော့နေဟွန်ကိုဆိုတာကဂျပန်ဘာသာစကားအခုကစပြီးတော့အဲ့ textbook မှာစစပြောသမျှစကားလုံးတွေကိုလိုက်မှတ်ပါနော်လိုက်မှတ်ပြီးတော့ရေးထားတာလည်းရှိမယ်မေးထားတာလည်းရှိမယ်လိုက်မှတ်ပြီးတော့ကိုပြန်ဖတ်တဲ့အခါကျရင်နားလည်အောင်လို့နော်အဲ့တော့နီဟွန်ဂိုနော်ဟာဆွန်ဂျပန်ဘာသာစကားရဲ့ဟာဆွန်ဆိုတာကအတန်တွက်တွေနော်အတန်တွက်တွေဆိုပြီးတော့သူကဒါဖော်ပြထားတယ်နော်အဲ့တော့ဒါတွေကစစနဲ့တင်ပြီးသားပါနော်ဂျပန်စာစတင်တဲ့နေ့ကလေးကတင်ပြီးသားဟာဆွန်နေရဘာလဲဆိုတော့အချိနံပါတ်1အနေနဲ့ခါနာတိုဟာခုတဲ့နော်ခါနာတိုဟာခုဆိုတာကဘာလဲဆိုတော့ဒီဟီရာငါနာခတာခနာနဲ့သူ့ရဲ့အတန်ထွက်ကလေးတွေပေါ့နော်အဲ့တော့အဲ့မှာဆိုရင်ဟီရာငါနာအနေနဲ့ဆိုရင်အာယူရဲ့အော်ဒါတမျိုးတင်မိတာနော်အာခစာတနာဟာမရရဝဆိုပြီးတော့ရှိတယ်အဲ့တော့ကိုကရှေ့ဆုံးစကလုံးအစစကလုံးလေးတွေကိုအတူတုံးမှတ်ထားပေါ့နော်အားလုံးပေါင်းသိထားမှာဒီ40နဲ့မှ6လုံးရှိတယ်40နဲ့မှ6လုံးရှိတယ်အဲ့ဒါပြီးသွားတဲ့ခါမှာစမ်းစစ်သမီးကိုတင်ခဲ့တယ်အတန်ပြင်းသမီးရဲ့အတန်တွက်တွေမှာအတန်ပြင်းဆိုတာရှိတယ်เนาะအတန်ပြင်းရပါတယ်လေအဲ့တော့ခကိုစမ်းစစ်တို့ကတန်တန်တင်ခါဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးအဲ့တော့အတန်တန်တင်လို့ရတဲ့ line ကိုလည်းသမီးကိုစမ်းစစ်ပြောခဲ့တယ်၄ line ပဲရှိတယ်သမီးခါစာတာဟာခါရန်စာရန်တာရန်ဟာတဲ့အဲ့ဒီအတန်းလေးတွေကိုပဲစက်စီတို့ကတန်ဆိုတဲ့အတုံးလေး2တုံးတင်လို့ရတယ်အဲ့အတုံးလေး2တုံးတင်လိုက်ပြီဆိုကြတဲ့အတန်းပြင်းဆိုတဲ့အတန်းပြင်းထွက်သွားပြီအဲ့တော့ခါကီကူကဲကိုတန်လေးတွေတင်လိုက်ကောဂါဂီဂူကဲကောပြီးတော့စာရှိစုဆယ်ဆိုကိုလည်းအဲ့လိုပဲတန်တင်လိုက်တော့ဇာဂျီဇူဆယ်ဆိုပြီးရင်လဲတာကိုမှတန်လိုက်တော့ဒါဂျီဇနော်ဇစ်တဲ့ဒိုဖြစ်သွားရောပြီးရင်ဟာလိုင်းကိုတင်လိုက်တော့ဘာဘီဘူးဘယ်ဘိုးဖြစ်သွားတယ်ပြီးရင်မာရုလေးတင်လိုက်တဲ့ခါကျတော့ပါပီပူပဲပို့ဆိုပြီးတော့ဖြစ်သွားတယ်အဲ့တော့ဒါကတင်ပြီးသားဒါစစ revision ပြန်တာအဲ့တော့အပေါ်က4000ကွက်တီ46လုံးကသူ့ရဲ့မူရင်းကနဦး46လုံးဟီရာကနာအောက်ကဟာကအတန်ပြင်းကိုစမ်းစစ်တင်ပေးထားတဲ့အတန်ပြင်းကိုရေးပေးထားတာပြီးတော့ဒီဘက်ပေါင်လေးကိုကြည့်လိုက်မယ်ဒီဘက်ပေါင်လေးကိုကြည့်လိုက်တဲ့ခါကျရင်စမ်းစစ်တို့ကယာယူရော့ဆိုတဲ့စကလုံးသေးလေးတွေပေါင်းထားတယ်ယာယူရော့ပေါင်းတယ်ဒီအတန်ပေါင်းဆိုခြင်းဆိုတဲ့ဗာလဲယောအွန်နော်ယောအွန်အဲ့မှာဆိုရင်ယာယူရော့ပေါင်းလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဖြာကျူကျော့ရှာရှူရှော့ချာချူချော့ညာနျူညော့ဟျာဟျူ